ကောင်လေးဟာတခုခုကိုစားလိုက်တိုင်းအော့အန်ဂျင်စိတ်တွေဖြစ်ပေါ်နေခဲ့ပါတယ်သူ့ရဲ့အဖိုးဖြစ်သူကဒီထူးဆန်းတဲ့ယောဂဝေဒနာကိုကုသပေးနိုင်ဖို့အတွက်နေ့တိုင်းအဖျော်အချက်ကျွမ်းကျင်တဲ့စားဖတ်တောင်ပြောင်းစက်ဖို့မှုတစ်ဆက်ရောက်ကိုငှားရမ်းပြီးဟင်းပွဲတွေပြင်ဆင်ခိုင်းခဲ့တယ်ဒါပေမဲ့ဘယ်ဟင်းပွဲကမှကောင်လေးကိုစိတ်ကျေနပ်မှုမပေးနိုင်ခဲ့ပါဘူးဒါကြောင့်သူဟာအစားစားရမှာကိုပို့ပြီးတော့မုန်းတိလာခဲ့ပါတယ်တနေ့မှာတော့စားလက်စအစားတောက်တွေကိုပါဇက်ထဲကနေထွေးထုတ်လိုက်ပြီးတဲ့နောက်တိုင်တလုံးရဲ့ဘေးမှာတင်ထားတဲ့ပေါက်စီပူပူလေးနှလုံးကိုသူသတိထားမိသွားတယ်ပေါက်စီရဲ့အနံ့ကိုရလိုက်တာနဲ့ချက်ချင်းပဲသူနေမကောင်းဖြစ်ကြတဲ့ကပထမဆုံးအကြိမ်ဖြစ်အစားစားခြင်းစိတ်တွေတဖွာဖွာပေါ်ပေါက်လာပါတော့တယ်အဖိုးဖြစ်သူဟာမြေဖြစ်သူကမိမိအလိုလျောက်စားဖို့ပြင်နေတာကိုမြင်တော့အတိုင်းထက်အလွန်ဝမ်းသာသွားခဲ့ရတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲမိန်းကလေးတစ်ယောက်ကအပြေးလွှာရောက်လာပြီးကောင်လေးကိုတွန်းလဲပစ်လိုက်ပါတယ်ပြီးတော့သူမရဲ့ပေါက်စီတွေကိုခိုးပါတယ်ဆိုပြီးကောင်လေးကိုဆွဆွဲပါတော့တယ်ကောင်လေးလည်းဒေါသထွက်သွားပြီးဒီလိုညစ်ပတ်တဲ့ပေါက်စီတွေကိုငါဘဝမှာဘယ်တော့မှအောက်ကျခံပြီးစားမှာမဟုတ်ဘူးလို့တမင်တက်တက်အော်ဟစ်ပြောဆိုလိုက်တယ်မိန်းကလေးကတော့သူ့ကိုအာယုံနောက်မခံတော့ပဲလှည့်ပြန်ပြီးထွက်ပြေးသွားခဲ့ပါတယ်အဖိုးဖြစ်သူကတော့အဲ့ဒီပေါက်စီတွေကိုဘဲကဝယ်တာလဲဆိုတာသိချင်လို့ကောင်လေးနောက်ကနေလှုပ်ဝက်လိုက်လန်စုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ခရီးအနေငယ်ကွာမှာတော့မိန်းကလေးဟာပေါက်စီတွေကိုသူမကိုမွေးစားထားတဲ့အမေစီကိုယူဆောင်လာခဲ့ပါတယ်သူမကဒါကိုကိုယ်တိုင်လုပ်ထားတာဖြစ်ကြောင်းမွေးစားအမေကိုပြောပြနေတော့မှပဲအိမ်ရှင်ဖြစ်သူရောက်လာပြီး3ရက်အတွင်းအိမ်လခမပေးရင်အိမ်ပေါ်ကနေနှင်ထုတ်မယ်လို့ချိန်ချောက်သွားပါတယ်မွေးစားအမေဖြစ်သူကအမေရဲ့မတန်ဆွမ်းတဲ့ခြေထောက်တွေကသမီးအတွက်ဝင်ထုတ်ဝင်ပို့ဖြစ်နေရပြီဆိုပြီးမျက်ရည်ဝဲကအာနာတောင်းမှန်ရှာတယ်မိန်းကလေးကအဲ့လိုမတွေးပါနဲ့အမေသာသမီးကိုကောက်မှမွေးခဲ့ရင်သမီးလွန်ခဲ့တဲ့အစောကြီးကလေးကအစာငတ်ပြီးတေနေလောက်ပါပြီလို့ချက်ချင်းပဲနှစ်သိမ့်စကားပြောလိုက်ပါတယ်ကောင်လေးရဲ့အဖိုးဟာသူတို့နောက်ွယ်မှာပုံပြီးဒီစကားတွေကိုအဆအဆုံးကြားသွားခဲ့ပါတယ်သူဟာမိန်းကလေးစီချက်ချင်းလျှောက်လန်းသွားပြီးငါမြေရဲ့ကိုပိုင်စဖို့မှုအဖြစ်အလုပ်လုပ်ပေးမယ်ဆိုရင်ညီတို့မိသားစုရဲ့အိမ်လခအားလုံးကိုငါစိုက်ထုတ်ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတော့တယ်မွေးစားအမေကဘာဖြစ်လို့မိန်းကလေးကိုမှအတိအကျရွေးချယ်ရတာလဲလို့မေးတဲ့အခါအဖိုးဖြစ်သူကငါမြေဟာသူ့ရဲ့မိဘနှစ်ပါးစလုံးကားအက်ဆီဒင့်မတော်တဆမှုနဲ့ရှိတင်တည်ဆုံးသွားတာကိုမြင်လိုက်ရကြတဲ့ကအစားတော့လုံးဝမစားတော့တာသမီးလေးလုပ်တဲ့ပေါက်စီကသာသူ့အမချပဲစားနိုင်ခဲ့တဲ့တခုတည်းသောအစားအစာမို့လို့ပါဆိုပြီးစိတ်မကောင်းစရာအတိတ်ကိုရှင်းပြခဲ့ပါတယ်ကောင်လေးရဲ့တနာစရာကောင်းတဲ့ဖြစ်ရပ်ကိုကြားရပြီးနောက်မှာတော့မိန်းကလေးကကူညီဖို့သဘောတူလိုက်ပါတော့တယ်နောက်တစ်နေ့မှာမိန်းကလေးဟာကောင်လေးရဲ့အိမ်ကိုရောက်လာပါတယ်ကောင်လေးကသူမကိုမြင်ချင်းမနေ့ကသူ့ကိုတခိုးလို့ဆွဆွဲခဲ့တာကိုတတိယပြီးသူမရဲ့ပေါက်စီတွေကိုမစားဘူးလို့ထပ်မံညှင်းဆန်ပါတယ်ဒါပေမဲ့မိန်းကလေးကသူ့ရဲ့ညှင်းဆန်မှုကိုလုံးဝဘယူးမဆိုင်ပဲပေါက်စီတစ်လုံးကိုသူ့ပါးစပ်ထဲအတင်းထိုးထည့်ပစ်လိုက်တယ်ပြီးတော့သူ့ကိုပြက်ပြက်သားသားငေါငန်းပါတော့တယ်မင်းရဲ့မိဘတွေကမင်းကိုကာကွယ်ရင်းနဲ့အသက်ဆွတ်သွားခဲ့ကြတာအခုလိုကိုအစာငတ်ခံပြီးတေအောင်လုပ်နေတာဟာသူတို့အသက်နဲ့လဲပြီးကဲတင်ခဲ့ရတဲ့ဘဝကိုဖြုံးတိပြစ်နေတာပဲလို့ပြောလိုက်တဲ့အခါကောင်လေးဟာရင်ထဲမှာအပြစ်မကင်းစိတ်တွေချက်ချင်းပြင်းနဲ့သွားပြီးသူမကန်းပေးတဲ့ပေါက်စီကိုကုံအောင်စားလိုက်ပါတော့တယ်အဲ့ဒီနေ့ကစပြီးမိန်းကလေးဟာနေ့တိုင်းအင်းပွဲအစ်စ်တွေကိုပြင်ဆင်ပေးုံတင်မကကောင်လေးကိုပါအတူတူချက်ပြုတ်ပြီးတင်ပေးခဲ့ပါတယ်ကောင်လေးဟာနောက်ဆုံးမှာအစားစားဖို့သဘောတူခဲ့ပေမဲ့လည်းမိန်းကလေးချက်တဲ့အစားတောက်ကိုပဲစားနိုင်တာဖြစ်ပါတယ်မိန်းကလေးကငါကမင်းရဲ့စဖို့မှုဖြစ်ထာဝရနေပေးလို့မရဘူးဒါကြောင့်တခြားသူတွေချက်တဲ့အစားတောက်တွေကိုလည်းစားကြည့်ဖို့ကြိုးစားရမယ်လို့ပြောပြီးမွေးစားအမေစီထမင်းကြိုက်ဖို့ထွက်ခွာသွားခဲ့ပါတယ်ကောင်လေးကအဖိုးဒီမိန်းကလေးကိုတားနဲ့အတူထာဝရနေခိုင်းလို့မရဘူးလားလို့မေးတဲ့အခါအဖိုးဖြစ်သူကလင်မယားအဖြစ်လက်ထပ်ထားတဲ့သူတွေမှသာတစ်သက်လုံးအတူတူနေခွင့်ရှိတာပေါ့လို့ပြန်ဖြေပါတယ်အဲ့ဒီအချိန်မှာပဲကောင်လေးရဲ့ဝမ်းကွက်ညီမလေးကသူမကိုယ်တိုင်ဖုတ်ထားတဲ့ကွတ်ကီးမုတ်အချို့ကိုလာကျွေးပါတယ်မိန်းကလေးပြောခဲ့တဲ့စကားကိုတတိယပြီးတခြားသူချက်တာကိုစားကြည့်ဖို့စိတ်ကူးနဲ့တလုတ်ကိုက်စားလိုက်ပေမဲ့သူချက်ချင်းပဲပြန်အန်ချလိုက်ရပြန်တယ်ဒါဟာဒီမိန်းကလေးကိုသူ့အနားမှာထာဝရရှိနေစေခြင်းနဲ့စိတ်ကိုပို့ပြီးပြင်းပြသွားစေခဲ့ပါတယ်ဒါပေမဲ့စိတ်မကောင်းစရာကမိန်းကလေးအိမ်ကိုပြန်ရောက်ချင်းမှာပဲမွေးစားအမေကသူမရဲ့အရင်းမြတ်မေမေရင်းကြီးကလာရှာနေကြောင်းပြောပါတယ်ခဏနေတော့မေမေရင်းကြီးရောက်လာပြီးသူမကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတော့တယ်တကယ်တော့မိန်းကလေးဟာငငယ်တုန်းကမိဘတွေရဲ့ပြိုင်ဘက်တွေရဲ့လှုပ်ဝက်ပြန်ပေးဆွဲခြင်းကိုခံခဲ့ရတာဖြစ်ပြီးမေမေဖြစ်သူက